Director နဲ့ DOP ကိုတယောက်တည်းလို့ထင်နေသေးတယ်ဆိုရင်တော့ဒီဗီဒီယိုကသင့်အတွက်ပါကင်မရာဂိုင်တိုင်း Director မဟုတ်ဘူးနော် Director ဆိုတာကရုပ်ရှင်တကားလုံးရဲ့ vision ကိုဆုံးဖြတ်တဲ့သူ story ကိုဘယ်လိုပြောရမလဲအထာတွေဘယ်လိုတရုပ်ဆောင်ရမလဲစင်းတစ်ခုချင်းစီတိုင်းရဲ့ emotion ကဘာဖြစ်ရမယ်ဆိုတာကိုဥဆောင်ဆုံးဖြတ်တဲ့သူကို Director လို့ခေါ်တယ်DOP ဆိုတာကတော့ Director of Photography လို့ခေါ်တယ် vision တွေကို camera နဲ့အကောင့်ထဲပေါ်တဲ့သူပေါ့camera angle တွေ lens lighting movements တွေနဲ့ frame တစ်ခုချင်းစီတိုင်းကို director စိတ်ကူးပေးထားတဲ့အတိုင်းမျက်စိနဲ့မြင်ရအောင်ပြန်လည်အသက်သွင်းပေးတဲ့သူကို DOP လို့ခေါ်တယ်အလွယ်နားလည်အောင်ပြောရရင် director ကဘာပြောမလဲဆုံးဖြတ်တယ် DOP ကဘယ်လိုမြင်ရမလဲဖန်တီးရယ်ဒါရိုက်တာကရုပ်ရှင်တကားလုံးရဲ့အုံနောက်ဆိုရင် DOP ကရုပ်ရှင်တကားလုံးရဲ့မျက်လုံးလို့ပြောလို့ရတယ်။အဲဒါကြောင့်ဒါရိုက်တာနဲ့ DOP မတူ။ရိုးကွဲတာမဟုတ်သလိုအရေးချင်းကွာတာလည်းမဟုတ်ဘူး။တာဝန်ယူရတာချင်းမတူတာ။တယောက်က vision ကိုဥဆောင်နေဆိုရင်တယောက်ကအဲ့ဒီ vision ကို lighting တွေ camera တွေနဲ့အသက်သွင်းပြီးဖန်တီးတာ။ဒါကြောင့်တာဝန်မတူတဲ့ team တစ်ခုရဲ့အရေးကြီးဆုံးအင်အားနှစ်ခုလို့ပြောလို့ရတယ်။ဒီအချက်တွေကိုသိပြီးပြီဆိုရင်တော့ film critic တွေကြည့်တဲ့အချိန်မှာသူတို့နာမည်တွေကိုကြော်ပြစ်တော့မှာမဟုတ်ဘူး။ဒါတွေကိုမသိပဲနှစ်ယောက်စလုံးကိုမလေးမစားဆက်ဆံမဲ့ဆိုရင်တော့အေးဆေးလေးအိမ်ပြန်ပြီးရုပ်ရှင်ကြည့်ဖို့ပဲအကြံပြုပါရစေရှင်။နောက်ဗီဒီယိုဒီမှာပြန်လည်ဆုံတွေ့ကြမယ်နော်။တတ